ကျွန်တော်9ရောင်းပါတယ်ကျွန်တော်ဒီမှာတစ်ပေါင်ဒါပေါင်ဒါဟိုဆောင်မော်လီဖိုက်တာမော်လီဖိုက်တာ မော်လီဖိုက်တာဒီထက်ကပစုံအဲ့ဘယ်ကပစုံမှာသူ့ရဲ့မော်လီဖိုက်တာပဲဟိုမှာတွေ့လားမြင်းခင်းနဲ့မပုံနေဘူး အဲ့ဒါတော့မြက်ခင်းနဲ့အဲ့ဒါမှမြင်းခင်းနဲ့မော်လီဖိုက်တာ မော်လီပါ မော်လီနှကောင်ပါ ဒါအမှုကျွန်တော်ပြန်ရွေးချက်ပြန်ချက် ပစုံဒါပစုံ အမဗျာပစုံပါပစုံလည်းဖြစ်ပါတယ် ပစုံ ဟိုဒါ မော်လီပေါက်လေးပါဒီမှာပါ မော်လီပေါက်ကလေးတကောင်1000နဲ့ရောက်ပြီပါ ခေါင်းတစ်ခေါင်း အဲ့သူ့ကိုကျွေးရ9000ပေါ့နော်အဲ့သူ့ကိုကျွေးရ အဲ့ဒါအတူအကုန်လုံးကြည့်ပါ ကောင်းမှကျွန်တော်9000နဲ့ကျက်နေပြီးရောင်းချပေးပါ ဒါမော်လီ ဝယ်ခြင်းကျွန်တော်စီမင်းထက်တစ်တော်ကောင်းလေးမှာလာပြီးတော့ဝယ်ယူနိုင်ပါတယ် နှစ်ကောင်ပါခင်ဗျဟုတ်ကဲ့ ဒါလေးကတော့ ဒါရော ဖူးဖိုက်တာလေးဖြစ်ပါတယ် ဟောဒီကောင်ရွှေအကောင် ရွှေ က ဦး လည်း လေးဖြစ်ပါတယ် ဒီကောင်ကနေရောက်ပြီပါ ဒီ မယ် ကတော့1000ပါ ဒီကောင် အကုန်အားလုံးနဲ့တက်တာပါ မော်လီဒီမော်လီကိုကျွန်တော်ထောက်ရရောက်ပြီဒီရွှေငေါ့ကိုကျွန်တော်ကိုယ်ကနေရောက်ပြီ2000ဝန်းနေရောက်ပြီပါမယ်ခင်ဗျ အားလုံးပဲတက်တာပါ အလုံးမဲ့တဲ့ကျွန်တော်ဒီငါးလေးကိုလူကြီး မျိုးမင်းတော် ဒီငါးကြီးလေးကိုလူကြီးမျိုးမင်းတော် YouTube အကောင့်ပါကုန်းမှန်မှလာမှန်ပြီးတော့ပါလို့ဟုတ်ကဲ့ပါအလုံးမဲ့တက်တာခင်ဗျာ